ပိုင်တကွန်နဲ့ချွေးမကိုအမွေဖြတ်စွန့်လွတ်တဲ့ဒေါ်ကျူကျူရဲ့နောက်ွယ်ကအကြောင်းအရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။သူရင်းကစကားပြောမလားငွေကစကားပြောမလားဆိုတဲ့ပုံစံကိုအဖြေညင်ရင်းနဲ့ပောက်ကွဲထွက်လာတဲ့မိသားစုဒရာမာတစ်ခုကတော့အခုရပိုင်းအနုပညာလောကမှာတော်တော်လေးကြရရိုက်နေပါတယ်။အဲ့ဒါကတော့ပရိသတ်အချစ်တော်ပိုင်တကွန်ကိုမိခင်အရင်ဖြစ်သူကအမွေပြတ်စွန့်လွတ်လိုက်ပြီဆိုတဲ့သတင်းဆိုကြီးတစ်ခုပါ။မိခင်တယောက်ကကိုမွေးထားတဲ့သားအရင်ခောက်ကိုငါသားမဟုတ်တော့ဘူးလို့လူသိရှင်ကြားကြီးညာဖို့ဆိုတာတာမန်ကိစ္စလေးတွေနဲ့မဖြစ်နိုင်ပါဘူး။ဒါဟာရင်ထဲမှာအတော်လေးနာကျင်ပြီးတော့တီးခန့်နိုင်စွမ်းကုံဆုံးသွားတဲ့အခြေအနေတစ်ခုဖြစ်နိုင်ပါတယ်။ဖြစ်စဉ်ကတော့ပိုင်တကွန်ရဲ့မိခင်ဒေါ်ကျူကျူဟာသူမရဲ့လူမှုကွန်ရက်အစမျက်နှာမှာမိသားစုတပ်ပုံကိုတင်ခဲ့ရာကနေတာကြီးပိုင်တကွန်နဲ့ချွေးမဖြစ်သူလင်းမြဖူတို့လုံးဝချက်လက်ထားခဲ့တာပါ။ပရိသတ်တွေကမေးမြန်းတဲ့အခါမှာသူမရဲ့မိသားစုကဒီပုံတွေကလူတွေပဲရှိတော့တယ်လို့ပိုင်တကွန်ကိုမိသားစုစီရင်ကနေပယ်ဖျက်လိုက်ကြောင်းတွဲဝိုက်ပြီးတော့ဝန်ခံခဲ့တယ်လို့ဖြစ်ပါတယ်။ဒီလိုမျိုးမိသားစုပြိုကွဲရတဲ့အဓိကဇစ်မြစ်ကိုလေ့လာကြည့်လိုက်ရင်ငွေကြေးမာနနဲ့တိတက်မှုဆိုတဲ့အချက်၃ချက်ကိုတွေ့ရပါတယ်။ပထမအချက်ကတော့ငွေကြေးပါ။ပိုင်တကွန်ရဲ့ဇနီးလေးမြဘူဟာတာမန်တထေးသမီးမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့ထိပ်တန်းခရိုနီတထေးကြီးစီလုပ်ငန်းရှင်ဦးစန်းလင်းရဲ့သမီးကြီးဖြစ်ပြီးတော့ဒီလိုကြီးမားတဲ့နောက်ခံအသားဝိုင်းကနေဆင်းသက်လာသူဖြစ်ပါတယ်။ဒါကြောင့်ရောက်ခမတွေပေါ်မှာဆက်ဆံတဲ့အခါမှာအာဏာမှုနေပါပြီးတော့ကိုမိဘလောက်အလေးမထားတတ်တဲ့အပိုင်းတွေရှိကောင်းရှိနိုင်ပါတယ်။ဒုတိယအချက်ကတော့မာနပါဒေါ်ကျူကျူရဲ့ဖွင့်ဟချက်တွေအရချွေးမဖြစ်သူဟာရောက်ခမတွေကိုမတူသလိုမတန်သလိုဆက်ဆံတယ်လို့သိရပါတယ်။တထေးသမီးဆိုတဲ့မာနနဲ့တာမန်လူဒန်းစားလို့သတ်မှတ်ပြီးတော့ဆက်ဆံတဲ့အခါမှာမိခင်တယောက်ရဲ့မာနကလည်းထိခိုက်လာပါတယ်။ငါသားကမင်းသားပိုင်တကုံမဆိုတဲ့ဂုံနဲ့နေလာခဲ့တဲ့မိခင်တယောက်နေနဲ့ချွေးမရဲ့မလေးမစားလုပ်ရက်ကိုလက်မခံနိုင်တာမဆန်းပါဘူးတတိယနဲ့အရေးကြီးဆုံးအချက်ကတော့တိတက်မှုပါဒီပြဿနာမှာအဓိကတရခန့်ကပိုင်တကုံကိုယ်တိုင်လို့ပြောရမှာပါမိခင်ဖြစ်သူကမိုက်ဘက်ပါတယ်လို့သုံးနှုန်းထားပါတယ်ဆိုလိုတာကသားဖြစ်သူကအမှန်အမှားကိုမဝေခွဲပဲဇနီးတဲ့ဘက်ကနေရက်တီပြီးတော့မိခင်ကိုပြန်လဲတိုက်ခိုက်တာအခုလိုမျိုးပြုမှုခဲ့တာတွေလှုပ်ဆောင်ခဲ့ပုံရပါတယ်ငငယ်တုန်းကချစ်မကိုက်အောင်ထားခဲ့ပေမဲ့ကြီးလာတော့မိဘကိုမတန်တလို့ဆက်ဆံနေဆိုတဲ့မိခင်ရဲ့ရင်ဖွင့်တန်ကပိုင်တကွန်ရဲ့ကျေးဇူးတရားတည်တတ်မှုအပေါ်မှာမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။တထေးသမတ်ဖြစ်သွားတာနဲ့ရောက်ခမအိမ်မှာပျော်ပြီးတော့မွေးမိခင်ကိုမျက်ရည်ကြောင်လောက်တာကမြမရင်ကျေးမှုမှာဘလို့မှလက်ခံနိုင်စရာမရှိတဲ့လုပ်ရက်ပါပဲ။အခုချိန်မှာတော့ဒေါ်ကျူကျူဟာသားသမီးရဲ့အကျိုးသူတို့ပဲခံစားပါစေတော့ဆိုပြီးအရာရာကိုလက်လွတ်လိုက်တဲ့သဘောမျိုးတွေ့ရပါတယ်။ဒါဟာသားဖြစ်သူကိုအမွေပြတ်ဆုံးလွတ်လိုက်ခြင်းတစ်မျိုးပါပဲငွေကုံမောင်ကုံတွေနဲ့တိဆောက်ထားတဲ့ပိုင်တကွန်တို့ရဲ့အိမ်တော်ကြီးကမိဘမြတ်တာကိုစတိပြီးမှရခဲ့တာလားဆိုတာကတော့သူတို့ကိုယ်တိုင်ပဲသိမှာပါကဲပရိသတ်ကြီးအမွေပြတ်ဆုံးလွတ်လိုက်တဲ့အထိဖြစ်သွားရတဲ့ဒီသားမိပြဿနာမှာမိခင်ဒေါ်ကျူကျူရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံလားဒါမှမဟုတ်ပိုင်တကွန်နေနဲ့ဂျားတွေကအခက်အခဲတွေရှိနေမယ်လို့ထင်လားပရိသတ်တို့ရဲ့အမြင်သဘောထားတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်